မင်းတို့ကငါပြောရင်သာပြောတယ်ဖြစ်ပြီးတော့ဝိုင်းဆဲကြတယ်ခုဒီမှာလဲလာပြန်ပြီနောက်တည်းကကိုနံပါတ်လေးနဲ့ကိုမိတ်ဆက်ပြီးလိုက်ပါကျွန်တော်ကတော့ကိုမရင် Pro Plus Professional ဖြာပုံသားလို့ခေါ်ပါတယ်ဗျ။အော်နာမည်ကကိုမရင် Pro Plus Professional ဖြာပုံသား။အော်နာမည်ဘယ်လိုခေါ်လဲ။ကျွန်တော်နာမည်ကတော့ချောင်းစုံကြီးရောမှာနေတယ်။တော့ကောင်းနေရောဗျာနာမည်ကြီးကစားတယ်။ဟောဒါဆိုရင်14မြင်းဆောင်ပဲပေါ့။ဟုတ်ကဲ့14မြင်းဆောင်စစ်ပါ။ Nice ကိုယူပါတယ်။ငါကကိုမရင်ကြောက်ပဲပြောရမယ်ဘယ်လိုမျိုးလူသိသွားလဲဆိုတော့ကျွန်တော်ကွန်းတွေကိုပထမဆုံးကျွန်တော်နှုတ်ဆင်းပြီးတော့စားပြရတယ်ဟုတ်ကဲ့နောက်တစ်ခါကွန်းတွေကိုအကုန်လိတ်ပြီးတော့ကျွန်တော်ကိုကြီးကျော်ကြက်ပေါင်ကြိုက်တယ်လို့ကျွန်တော်အဲ့လိုစားရလဲပါတယ်စကေးတစ်ခုတော့ထားတယ်မှာဘတ်တာဆိုင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်လည်း level 2မှရမှာ level မတူတော့ကျွန်တော်လက်သင့်မခံနိုင်ဘူးလောက်ဒီစားလိုက်မှာကိုပြိုင်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ history ကိုကြည့်မယ်တမိုင်းကိုကြည့်မယ်ပေါ့မှာဟိုကလေတမိုင်းကိုမကြည့်ဘဲနဲ့ဟိုကမူတိတာပဲပြောင်းကြည့်ပြီးလို့ရတာဗျာသူကတမိုင်းသူကကိုယ့်လောက်ပဲတကယ်ပဲစားပြနိုင်လားမစားပြနိုင်ဘဲနဲ့ကျွန်တော်သူ့ကိုကျွန်တော်ဘယ်တည်းမဆိုင်နိုင်ဘူးမှာလက်သင့်မခံနိုင်ဘယ်တည်းဆိုင်မယ်ဆိုရင်တော့ history ကိုကြည့်မယ်တဲ့နော် short တော့ဘယ်နဲ့အေးရင်စီးစင်တွေလေးတို့နေအောင်ချစ်တွေမပြေပါပဲအနုပညာလှူရှားမှုကဘာတွေရှိမလဲဆိုကျွန်တော်ကွန်ဆိုင်နဲ့အနုပညာအလုပ်တွေကိုကျွန်တော်လုပ်သွားမှာပါကွန်ဆိုင်နဲ့အနုပညာအလုပ်တွေလုပ်သွားမှာလေဟိုကျွန်တော်တို့ကတော့စလိတောင်းနေပဲလုပ်လိုက်ပါတော့မယ်ခုနကအနုပညာလုပ်တယ်ဆိုတာလေခုနကလိုအသိပညာရှင်အတတ်ပညာရှင်အဲ့လိုပါအခုကျွန်တော်ရဲ့ idol ကြီးကဘာကျော်ကိုအောင်ခတ်ပိုင်းလို့မသိအောင်ဟာကြီးသူ့ကိုကျွန်တော်မှီညမ်းပြီးတော့ကျွန်တော်ကဟိုစားပညာယူပြီးလုပ်မှာပါငါမပြောလို့တော့ပြည်သက်ကကုန်းဘရင် Pro Plus ဆိုပြီးတော့ဟိုပထမဆုံးကုန်းဘရင်ကနေနောက် Pro Plus ဆိုတဲ့နာမည်လေးတက်ပေးတယ်နောက်က Professional ဆိုပြီးတော့တက်တယ်မှာဟုတ်မစားရဒီကိုစားရပြီဒါပေါ့ထမင်းမစားထမင်းဆိုတာမဖြစ်လို့စားနေရတာဖြစ်နိုင်လို့ရှင်ထမင်းစားကွန်းပဲဟိုစားကျင်တာပေါ့အတူတူပဲအဲ့ဒါတော့ကျွန်တော်လည်းထမင်းကတော့မတက်တာလို့လားစားနေရတာစားကြတာမဟုတ်ဘူးကျွန်တော်ကခုနပတ်သက်ပြီးမတ်တရားရပါရှိကျွန်တော်ကဟိုဖြာပုံမြို့ပေါ်တက်လေဖြာပုံဘူကလေးကျွန်တော်အနီးနာပေါ့နော်အခုရန်ကုန်တက်ဘာညာပေါ့နော်ကျွန်တော်ကိုတွေးလိုက်တာနဲ့ကိုမရင် Pro Plus ကြီးဆိုတာကိုလူတိုင်းကသိသွားတယ်မရယ်လူတိုင်းကသိတယ်လူတိုင်းကခေါ်ကြဟာဟိုမှာ Pro Plus ကြီးလိုက်ဟာဟိုမှာ Pro Plus ကြီးလိုက်ငါလည်းရန်ကုန်မှာနေရပါကွာငါနေတာပဲနည်းနည်းဟိုတော့ပဲခြံရောက်နေလို့လားမသိအေးဘောလေအခုတော့တိသွားပြီဆိုတော့နောက်တွေ့ရင်ခေါ်မယ်နော်နာမည်ကပါကုန်းဘရင် Pro Plus Professional စကားသိမဒါလို့ကိုကုန်းဘရင် Pro Plus Professional ဖြာပုံသားပေါ့နော်လေးစားပါတယ်ငါဆရာမဆိုလို့ရှိရင်ဒါသူ့အမေဖင်တွေကထွက်တယ်ကကွန်းကိုစားလာတာအဲ့လိုပဲကျွန်တော်တကယ်တယောက်လဲအဲ့ကောင်ဆို तू မွေးရပါဇက်မှာဘာကြာကြီးနဲ့